အားလုံးပဲမင်္ဂလာခင်ဗျာ channel ကိုဟိတ် travel vlog နေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါနော်ဒီနေ့အခုကိုနိုင်နဲ့ကျွန်တော်เนี่ยနှီးကမိုင်းလေးနေတဲ့အချိန်ရလို့စပိန်နေ့မှာမဟုတ်ပါဘူးနော်ဒီနေ့ပြည့်ဆိုင်အစ်စ်ပေါ့ GIC Grace ဆိုင်သွားပြီးတော့ espresso တော်တော်မှဖြစ်ပါရဲ့ဗျတိုက်ခဲ့ကြပါအောင်နော်အဲ့ဒီဆိုင်လေးရဲ့ဘေးနားမှာရှိတဲ့ရှမ်းဆိုင်လေးတော်တော်ကောင်းတယ်လို့ကြားပါလေဗျဒီဘက်ချမ်းဆိုင်ကတော့ရှမ်းခေါက်တို့ဆိုင်ဖြစ်ပါနော်ကျွန်တော်တို့ကဒီ GIC Great ဆိုင်ကိုတော့မှဖြစ်ပါရဲ့ဗျလိုက်ခဲ့ကြပါဦးနော်ပါရရတယ်ဗျโอเคအေးဈေးနှုန်းတွေက3000ပြီပဲ3000ဟုတ်ကဲ့ကပချီနို1 espresso 1နော်ဟုတ်ဆိုင်လိပ်စာလေးတစ်ချက်လောက်ပြောပြလို့ရလားဆိုင်လိပ်စာဆက်သွယ်ရက်ကွက်တစ်လမ်းမှာဟုတ်ကဲ့အမှတ်56 59ဟုတ်ဘယ်ချိန်ကနေစပြီးဖွင့်တာလဲဘယ်ချိန်ကလဲဆိုတော့9နာရီလောက်ဆိုရင်ဖွင့်ဟုတ်ညနေည9နာရီပိတ်ည9နာရီပိတ်တယ်ပိတ်ရရက် Sunday တည်းပဲနော်ဟုတ်ကဲ့ကျွန်တော်မှာထားတဲ့ espresso ရောက်လာပါပြီဗျတောက်ကြပါဦးနော်ဒီနေ့ညနေပိုင်းမှာတော့ကျွန်တော်ဒနုပြူမှာတခါမှမစားဘူးတဲ့ဆိုင်အစ်စ်ပေါ့နော်ရှမ်းခောက်ဆွဲပတ်ဆောင်ဖြစ်ပါနော်ရှမ်းခောက်ဆွဲဆိုင်ကိုကျွန်တော်တို့တူတူသွားမယ်ဗျလိုက်ခဲ့ကြပါဦးနော်ဟာခေါ်နေပါလားရှမ်းခောက်ဆွဲဆိုင်တွေကတော့ဒီဆိုင်လေးဖြစ်ပါနော်အခုဆိုရင်ဒီဗီဒီယိုလက်ရဆိုင်မှာရှမ်းခောက်ဆွဲသွားပြီးတော့စားလိုက်ပါမယ်ဗျအဲ့ဒီဆိုင်ကတော့ကျွန်တော်နှီးကင်းတော့ထိုင်တဲ့ Grace ကဆိုင်ဘေးနာပါဘောနော်ဝုတ်ရောင်းရေးဝုတ်ရောင်းလားဟာလားသူကြောက်ဘယ်လိုရောင်းလဲ30သားကို9500နော်ဟုတ်ဒါရေးဝုတ်ရောင်း30သားတစ်ထုပ်ကို9500နော်ကြောက်ရောင်းလဲဈေးတူတူပဲလားမလားအဲ့ဒီကောင်တော့တူပါပဲဘောချက်ဝုတ်ရောင်းကြတော့ तू ဘလောက်ထားခံလဲဟုတ်ကဲ့ဟုတ်ဒီဆိုင်တော့ဗတ်စေတော့ဟုတ်ကဲ့ဟုတ်ဒီဟမ်းမဲ့ရှင်းလေးတွေရောဘယ်သေးလဲဗျာ21နော်တလုံးဟုတ်ဒါလေးတွေကြတော့ဘယ်လိုယူလဲရက်တောင်ကဒါ8500ကတော့ဒီဇိုင်း2မျိုးရှိပါနော်ဒီကြီးက2500 3500 3500စသဖြင့်ဟုတ်ကျွန်တော်ရှမ်းခောက်ဆွဲတပွဲလောက်ပေးအစမထည့်ဘူးနော်ဟုတ်ပူပူလေးလောက်ပဲနော်ရှမ်းခောက်ဆွဲကြတော့တပွဲမလို့ယူလဲရှမ်းခောက်ဆွဲတပွဲ3000ဟုတ်တိုးဦးနှွေးကြတော့တပွဲကိုဒီကြကွင်းနဲ့ဆိုတော့ပါရဟုတ်ကဲ့ဟုတ်တက်လို့လည်းရဟုတ်ကဲ့ဆိုင်ထဲဘယ်ရင်ဖွင့်တာလဲတစ်ချက်လောက်နည်းနည်းပြောပြပေးပါလားနေ့လယ်2နာရီရနေပြီးတော့ညနေ6နာရီခွဲထိဖွင့်ပါတယ်ဟုတ်ကဲ့ဟုတ်ဆိုင်ရဲ့လိပ်စာတွေပါတစ်ချက်လောက်55တစ်လမ်း19ရက်ကွက်ကျွန်တော်ပြည်လို့ပါဟုတ်ကဲ့နိုင်စင်လမ်းတိုင်းတဲ့7နာရီရပါတယ်ဟုတ်ကဲ့ဟုတ်ဒါကတော့ကျွန်တော်မှားထားတဲ့ရှမ်းခောက်ဆွဲရောက်တော့ပါပြီဗျစားကြပါဦးနော်ရှမ်းခောက်ဆွဲရေတိုးဦးနှွေးရေပြီးရင်ပါရတာနန်းကြီးတော့ပဲနန်းကြီးတော့နော်ဟုတ်ကဲ့ဘာပဲစသားအကုန်3တာနန်းကြီးတော့က2500လားဟုတ်ကဲ့ဆွဲတိုးဦးနှွေးက3000ဟုတ်ကဲ့ဟုတ်ဒါတော့ဒီနေ့ပြီမှာကျွန်တော်ရှမ်းခောက်ဆွဲလာစားတဲ့ဆိုင်လေးပေါ့နော်လက်ရတော့ကောင်းပါပြီဗျဒီနေ့ပြီရောက်လို့ရှိရင်ဒီနေ့ပြီသူလက်ရဆိုင်မှာတစ်ချက်လောက်ဝင်ပြီးတော့စားကြည့်ဖို့ recommend ပေးပါရနော်ကျွန်တော်က food blogger မဟုတ်တဲ့အတွက်တေချာတော့မပြောတတ်ပါဘူးเนาะဒါပေမဲ့ကျွန်တော်သွားပြီးစားကြည့်တဲ့အခါမှာတော့ရတာရှိပါနော်နေရင်းတော့ဒီလိုမျိုး Grace ဆိုင်မှာကျွန်တော်တငယ်ချင်းနဲ့ကပချီနိုတစ်ခွက်နဲ့ espresso တစ်ခွက်တောက်ပါနော်အခုဆိုရင်ရှမ်းခောက်ဆွဲစားပြီးလို့ကျွန်တော်စားနေကြဝတာတို့ဆိုင်သွားလိုက်ပါဦးမယ်ဗျလိုက်ခဲ့ကြပါအောင်နော်ကျွန်တော်စားနေကြ
တို့ဆိုင်ရောက်ပါပြီဗျနှလုံးနဲ့ကြောက်ကလေးလီးပဲနော် တက်တက်ပြင်ချင်တယ် စားနေရဗဒါတို့ဆိုင်ဖြစ်ပါနော်ဆိုင်ရဲ့လိပ်စာလေးတစ်ချက်လောက်ပြောပြအောင် သုံးရက်ကွက်ပါရှင် အခုကတော့စားနေရတို့ဆိုင်မှာကြောက်ကတထောင်မိုးပဲရလို့နောက်တစ်ဆိုင်တက်ပြီးတော့သွားလိုက်ပါဦးမေဗျအခုကတော့ဒါတထောင်မိုးစားတာကိုဒီမှာအန်ဒီကတခြားအလကားကျွေးလိုက်ပါလေဗျအများကြီးရကောင်းပါလေနော်အခုကတော့ကျွန်တော်18လမ်းဆောင်မှာရှိတဲ့ဗဒါတို့ဆိုင်သွားနေပါဗျဒီနေ့ကျွန်တော်စားတဲ့အစားအစာတွေအားလုံးကကျွန်တော်ကိုယ်ပတ်စံနဲ့ကိုဝယ်စားတာဖြစ်ပါရနော်ဘယ်ဆိုင်မှာကျွန်တော်စပွန်ဆာပေးထားတာမရှိပါဘူးနော်ကျွန်တော်အခုသွားစားမဲ့တို့ဆိုင်တွေကတော့18ကုန်းစင်စင်ကြီးညာဘက်ချမ်းဆိုင်နေဖြစ်ပါရနော်ဒီဆိုင်မှာလဲကြောက်ကပ်ပဲရပါတယ်ဗျာနှလုံးကကုန်နေပါတယ်တဲ့အဲ့တော့ကြောက်ကပ်ပဲစားလိုက်ပါမယ်နော်ဒီဆိုင်လေးကျွန်တော်စားနေရဆိုင်ပါပဲစားနေရဆိုင်ပါလေတထောင်မိုးအားပေးလိုက်ပါဗျအခုဆိုရင်ဘယ်မှနှစ်စီးနဲ့ကိုယ်မစားလိုက်ပါဦးမယ်ဗျအိမ်မှာရာကွန်းနေပြီးပဲစားနေတော့အပြင်ကွန်းနဲ့တစ်ခါတလေဝယ်စားရဖြစ်ပါနော်အားလုံးပဲနောက်ထပ် vlog တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကိုဟိန်းပါ